ကျက်သွန်ဖြူကိုချင်းရည်လေးစိမ်မယ်ရှင်ကျွန်တော်ကတော့အညိုရောင်တစ်လုံးဥလေးနဲ့စိမ်ပါမယ်ကျက်သွန်ဖြူကိုအခွန်ခွာရေဆေးပြီးတော့ဆက်ထားပါမယ်ညှုပ်သီးကိုလည်းရေဆေးပြီးတော့ဆက်ထားပါမယ်စားရှာလကာရည်နှမ်းလောတံပရအချွေရည်ပါပါမယ်အရင်ဆုံးကျက်သွန်ဖြူညှုပ်သီးကိုစားလေးထည့်ပြီးတော့နှိပ်ပါမယ်ပြီးလို့ရှိရင်နှမ်းလော်လေးထည့်ပါမယ်ရှာလကာရည်ထည့်မယ်တံပြအချွေရည်ထည့်ပါမယ်ချင်းချင်းလေးကြိုက်တတ်ရင်တော့ရှာလကာရည်ကိုပိုထည့်ပြီးတံပြအချွေရည်ကိုရှော့ထည့်ပါရှင်တမအောင်မှွေပြီးလို့ရှိရင်တော့ပလင်းထည့်ပါမယ်အရေကိုကျက်သွန်ဖြူငြုပ်သီးမြုပ်တဲ့ထည့်ရပါမယ်နော်မမြုပ်သေးလို့ရှိရင်ထပ်ထည့်ပါထပ်ဖြည့်ပါ1ရက်2ရက်လောက်ဆိုလို့ရှိရင်အရသာဝင်ပြီဆိုတော့ရေခဲတက်တာတဲ့ထည့်သိမ်းလို့ရပါပြီစားတဲ့လူဦးရေလည်းများတယ်အဆက်လဲစားနိုင်တယ်ဆိုလို့ရှိရင်တော့ငှုသီးကိုအတုံးလေးတုံးပြီးစိမ်ပါရှင်အဲ့ဒါဆိုလို့ရှိရင်ပိုပြီးစားကောင်းပါတယ်အချင်းပါမှထမင်းစားတတ်တယ်လို့ဆိုလို့ရှိရင်တော့ဒီလိုစိမ်ထားကြည့်ပါအရန်စားလို့ကောင်းပါတယ်